ဘက်ကီယောက်ကဖြောင်းလက်သီးနှစ်ချက် double jab ကိုပစ်ထိုးပြီးဘဲလက်နဲ့ထပ်လိုက်ဖို့ပြင်လိုက်တယ်။ သာမန်ကအောက်ကိုငုံရှောင်ပြီးချက်ချင်းပဲအနောက်ကိုဆုတ်သွားခဲ့တယ်။ဘက်ကီယောရဲ့ဘဲလက်သီးလာတော့မယ်ဆိုတာကိုကြိုသိနေတဲ့သာမန်ကအကအကွယ် defense လုပ်ဖို့အနေထားပြောင်းလိုက်တာပေါ့။အဲ့ဒီနောက်မှာသူတို့နှစ်ယောက်ပြန်ပြီးအကွာအဝေးညှိလိုက်ကြတယ်။အခုဘက်ကီယောဘလို့အကွက်ပြောင်းလဲဆိုတာသိချကြည့်ပါ။သူက double jab နဲ့ပဲပြန်ဆလိုက်ပြန်လေ။ဒါပေမဲ့ဒီလက်သီးတွေကတကယ်ထိအောင်ထိုးတာမဟုတ်ပါဘူး။မျောလင်းထားတဲ့အတိုင်း Thurman ကနောက်ကိုတလန်းထပ်ဆုပ်သွားတယ်။ Thurman ကျိုးဝိုင်းကျိုးနာရောက်သွားတဲ့အချိန်မှာဘက်ကီယောကဒီတစ်ခါမှတော့ဘဲ white လက်သီးနဲ့လိုက်လာတယ်။ Thurman ကဒါကိုလည်းရိပ်မိနေပြီးပြန်ကာဖို့ကြိုးစားပြန်တာပေါ့။ဒါပေမဲ့တီးတီးခြားခြားစိတ်စိတ်ကြည့်မယ်ဆိုရင်အဲ့ဒီ white လက်သီးကတကယ်ထိအောင်ထိုးတာမဟုတ်ဘူးဆိုတာတွေ့ရလိမ့်မယ်။အဲ့ဒီလက်သီးရဲ့ရည်ရွယ်ချက်က Thurman ရဲ့ညာလက်ကိုဆွဲဖယ်လိုက်ပြီးသူ့ရဲ့အကအကွယ်ကိုဖျက်ဆီးပစ်ဖို့ပဲဖြစ်ပါတယ်။အခုတော့ Thurman တယောက်အကအကွယ်မဲ့ပြီးပွင့်ထွက်သွားပြီပေါ့။အဲ့ဒီအချိန်မှာပဲပါကီယောက်ကသူ့ရဲ့ညာလက်သီးကိုအမိအားထိုးထည့်လိုက်ပါတော့တယ်။တကယ်ကိုပါနဲ့လွန်တဲ့အကွက်ပါပဲ။